ပြုံးလင်ကဟော့ပေါ်ချစ်သူတွေအတွက်လုံးဝကိုတန်နေစီရမယ်တရက်ကို3000ခွဲနဲ့အခုလိုမျိုးရေချိုပစုံအကိတ်ကြီးတွေတာမကကြားပစုံအကိတ်ကြီးတွေလည်းပါမယ်ရေပွဲတွေရောပါယုံနဲ့မကပါဘူးအသားဆောင်လည်းပါတဲ့အပြင်ကမှစီချွမ်းရတဲ့ဟော့ပေါ်ကိုအရသာကောင်းကောင်းလေးလဲစားရမယ်ဒါရင်မကသေးပါဘူးအခုလိုမျိုးပဲလိတ်တွေရောဂုံချိုင်တွေရောပါလာဆိုတော့လေတော်တော်လေးကိုတန်ပြီးရောအားလုံးဒီပါသဘောတူကြမယ်ဟော့ပေါ်ဆိုင်တစ်လေးကိုပြန်ပြီးတော့ share လုပ်ပေးချင်ပါတယ်ဆိုင်းလိပ်စာလေးရဆိုရင်တော့ပြုံးလင်မျိုးရဲ့ cherry လမ်းမပေါ်ပေါ့နော်အခုမြင်တွေ့နေရတဲ့ K1 လမ်းဆောင်ရောက်ပြီဆိုရင်ညာဘက်ကွေသွားရမှာပဲဖြစ်ပါတယ်ဒီလမ်းလေးဆိုရင် crystal တို့ပြုံးလမ်းမှာဆိုရင် cherry လမ်းဟောင်းလို့ခေါ်ရဲပေါ့နော်ဒီလမ်းအတိုင်းမောင်းပြီးသွားမယ်ဆိုရင်တော့လမ်းရဲ့ညာဘက်အချမ်းမှာပဲတည်ရှိနေတဲ့ဟော့ပေါ်ပဲလေးဆိုတဲ့စီချွမ်းရတာဟော့ပေါ်နဲ့အကင်ဆိုင်ကြီးပဲဖြစ်ပါတယ်ဒီဆိုင်လေးကတော့ပေါ့နော်အခုလောလောဆယ်ဆိုရင်တော့အောက်ထပ်မှာပဲဝိုင်းနေဆိုရင်6ဝိုင်းလောက်ပဲရှိသေးရဲ့ပေါ့နော်ဒါကြောင့်မလို့ပေါ့နော်ဒီဆိုင်ကိုသွားပြီးတော့စားမယ်ဆိုရင် crystal တခုတတိပေးချင်တာကကြတော့ဆိုင်ဘက်ကိုကြိုတင်ဖုံးဆက်ပြီးတော့ booking လုပ်ပြီးသွားစားမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ပြီးတော့လေဒီဆိုင်ဝင်းတွင်းထဲမှာဆိုရင်ပေါ့နော်ကလေးကစားကွင်းရောရှိသေးရဖြစ်တဲ့အတွက်ကြောင့်မေမေအတွက်ဆိုရင်ပေါ့နော်တော်တော်လေးကိုအဆင်ပြေတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ကဲဒါဆိုရင်အခုလိုမျိုးပေါ့နော်ဟော့ပတ်ပဲလေးဆိုတဲ့ဟော့ပေါ်ဆိုင်ကြီးမှာအသားငါအသီးရွက်တွေကိုဘယ်လိုမျိုးခင်းချင်းထားမလဲဆိုတာ crystal တွေ့လိုက်ပြီးတော့ကြည့်အောင်အသားအနေနဲ့ဆိုရင်ဝက်သားတွေဘေကွန်တွေကြက်စင်တွေကြက်မဲတွေပါဝင်နေမှာကပါဘူးအမဲသားတွေအမဲပစိုးချက်တွေအပြင်ပဇွန်ဆိုရင်လေရေချိုပဇွန်အကိတ်ကြီးတွေဒါမှကဘောချိပဇွန်အကိတ်ကြီးရောပါလာဆိုတော့လေဟော့ပေါ်စားတဲ့အခါမှာလေပဇွန်အကိတ်ကြီးတွေမှာစားချင်သူတွေအတွက်ဆိုရင်တော့လုံးဝရွေးချယ်တဲ့ဆိုင်လေးပဲဖြစ်ပါတယ်အသီးရွက်ဆိုရင်လေစိမ့်ဆိုလက်ဆက်တဲ့အသီးရွက်မျိုးစုံကိုထည့်ပေးထားတဲ့အပြင်ကမှအချင်းဆိုရင်လည်းကိုယ်တိုင်ဆက်လို့ရမယ်ပြီးတော့ပင်လယ်စာအတူလုံးလေးဆိုရင်လည်းအခုလိုမျိုးပဇွန်တွေပါအောင်နေမှာကပါဘူးခရစ်စတယ်ရှိမှပြောခဲ့တယ်လို့ပဲပဲလေးတွေရောဂုံချိုင်တွေရောပါဆိုတော့လေတော်တော်ကိုတန်တာပေါ့နော်အဲ့ဒါကမှသူကကိုတရက်ကို3000ခွဲပဲသူကဒီဟင်းရည်ဆိုရင်အရသာအနေနဲ့စီချွားမာလာရဲ့ဟင်းရည်အချိုရယ်ဆိုပြီးတော့ခရစ်စတယ်နှစ်ကန့်ယူထားရပေါ့နော်ဘေးမှာအကင်ကင်မိုးတက်အိုလီရောတီးတန့်ထည့်ပေးထားရပေါ့နော်အခုလိုမျိုးပေါ့နော်အရွေးချယ်စရာအစုံပါတယ်ဟော့ပေါ်နဲ့အကင်အဝါစားကိုတရက်ကို3000ခွဲပါပြီးတော့ဒီ9လပိုင်းတစ်လလုံးမှာဆိုရင်ပေါ့နော်ဟော့ပေါ်ပဲလေးရဲ့ TikTok account တွေကို like and follow share လုပ်ပေးုံနဲ့10% discount ရမှာဆိုတော့သွားစားမယ်ရင်31,500ပဲကြာတော့မှာပါခရစ်စတယ်ရောလေဘောချိတ်ပစုံအကိတ်ကြီးရောပေါ့နော်အခွန်နေခွာပြီးတော့အခုလိုမျိုးတိချกินထားတယ်ရလာတဲ့ဒီသုံးနှစ်သားလေးတွေဆိုရင်လေ sauce လေးနဲ့တွဲစားအရန်ကိုထိမိနေရောပါခရစ်စတယ်ကလေရေချိုပစုံနဲ့ဘောချိတ်ဆိုရင်ဘောချိတ်ပစုံကိုပို့ပြီးတော့ကြိုက်တယ်ပေါ့နော်ပစုံကလေအခုမိတွင်းနေတယ်မယ်လုံးဝအကွေးအကြီးတွေပေါ့နော်သူ့ကိုလေမာလာမုံလေးနဲ့ပဲတွဲစားအချင်းလေးနဲ့ပဲတွဲစားလုံးဝထိမိနေရောပါအခု recording သွင်းနေတော့မှလေပြန်ပြီးတော့စားခြင်းနဲ့ဒီဆိုင်ကလေအကင်ပိုင်းမှာဆိုရင်လေတေချာပြင်ဆင်ပေးထားရုံနဲ့မကပါဘူးပေါ့နော်စီချွန်းရတာဟင်းရည်ဆိုရင်လေတော်တော်လေးတောက်လို့ကောင်းတယ်ဟင်းရည်အချို့ဆိုရင်အယိုးပြုတ်ရည်ကိုအသုံးပြုထားတဲ့အတွက်ကြောင့်တော်လေးချိုရယ်ပေါ့နော်ခရစ်စတယ်တငယ်ချင်းတွေရောသူတို့ကဒီရေချိုပစုံကြိုက်တာဆိုပေါ့နော်ရေချိုပစုံတွေကိုပြုတ်လေပြုတ်တယ်သူတို့ကကင်နဲ့ကင်စားကြရယ်ပေါ့နော်ရေချိုပစုံတွေဆိုရင်တကယ်ကိုအကိတ်ကြီးတွေပါပိတ်လေးကိုထားပေးထားဆိုတော့လေဒီစီချွန်းဟင်းရည်ထဲမှာနှစ်ပြီးတော့စားလိုက်မယ်ဆိုရင်တော်တော်လေးကောင်းတာပေါ့နော်ဒီဆိုင်မှာကလေဟော့ပေါ့အပြင်ပေါ့နော်မာလာရတာချိမိနေမယ်မာလာရှန်ကောနဲ့ဂန်ကောရှာဟင်းပွဲလေးရတယ်မာလာရှန်ကောဆိုရင်အစုံပါတာကမှတပွဲကို2000ခွဲဂန်ကောရှာပစုံကတော့တပွဲကို3000ပါကဲဒါကြောင့်မလို့ဒီဟော့ပေါ့ဆိုင်အစ်စ်ကိုပေါ့နော်အမြန်ဆုံးသွားစားဖို့ရခရစ်စတယ်ပြန်ပြီးတော့ share ဝင်လုပ်ပေးလိုက်ပါတယ်ဝိုင်းနေရလေအခုလောလောဆယ်6ဝဲမဲရှိသေးရဖြစ်တဲ့အတွက်ကြောင့် booking လေးရောက်ကြိုလို့ဖို့အတွက်မမိကြနဲ့နော်ပြုံးလည်းမှာအခုလိုမျိုး special စီချွမ်းအရတာစစ်စစ်ဟော့ပုတ်ကိုလေ3300ကျပ်ထင်းနဲ့ပူဖီအဝစားလို့ရနေပြီဆိုတာတည်ပြီးတော့ကြားပြီလားခင်ဗျာဒီဆိုင်ကစီချွမ်းအရတာကလေလုံးဝ special စားလို့ကောင်းတဲ့အပြင်စိုင်ပုံစံနေထားလေးကလေတော်တော်လေးကိုလာရနော်ဆိုင်လေးဆိုင်လေးကကြတော့ပြုံးလင်မျိုးရဲ့ cherry လမ်းမပေါ်နဝက်လမ်းကိုရောက်ပြီဆိုရင်ဘယ်ဘက်ကိုကွေ့သွားမယ်အကွေ့30ရှိရပဲပေါ့နော်အဲ့ကွေ့သွားနိုင်မယ်ဆိုရင်တော့လက်တိုင်းဆိုရဟော့ပေါ်ဆိုင်လေးကိုရောက်ပါလိမ့်မယ်ဒီလက်တိုင်းစီချမ်းရတာစစ်စစ်ဟော့ပေါ်ဆိုင်လေးရဆိုရင်လေ crystal ဟိုးရင်တော့လည်းလောက်တစ်ခါတင်မှုတည်ရပေါ့နော်အဲ့ဒီတော့သူကအလာကမနူးနဲ့ရတာအခုဆိုရင်တော့လေစီချွမ်းမာလာရတာကောင်းကောင်းလေးကိုလေဘူဖေးစားခြင်းသူရဲ့အတွက်3300ကျွချင်းနဲ့စိတ်ချက်အဝါစားလို့ရအောင်လို့ကိုပြင်ဆင်ပေးထားနေပါပြီဆိုင်ရပုံစံအနေထားကျတော့အပြင်ကနေကြည့်လိုက်မယ်ဆိုရင်ဘာမှမဟုတ်တယ်လို့ပဲနဲ့အတွင်းထဲမှာဝင်ကြည့်လိုက်မယ်ဆိုရင်တော့အခုလိုမျိုးပုံစံလေးနဲ့တော်လူလာရပေါ့နော်တပုံရေးချင်းသူအတွက်ဆိုရင်တော်လေးကိုအဆင်ပြေတယ်အခုမြင်တွေ့နေရတဲ့နေရာလေးမှာတော့ဘူဖေးအဝါစားမဲ့သူရဲ့အတွက်အသီးရွက်အသားငါးပင်လယ်စားတွေကိုလက်ဆက်ခင်းကြည့်ပြီးထားပါတော့ကိုစိတ်တိုင်းကြရွေးချယ်ပြီးထည့်လို့ရတယ်အသီးရွက်တွေဆိုရင်လုံးဝလက်ဆက်ပေါ့နော်ခရခါညွန့်လေးတွေဆိုလုံးဝညွန့်ဖက်နေတာပြီးပေးရွက်တွေဆိုနေရှိရပေါ့နော်အသားထဲမှာဆိုရင်တော့ကြက်သားကြက်ချစ်တော်အယိုးလိုကြက်မြွတ်ဝက်သားဝက်သုံးနဲ့သားအမဲသားတွေကိုလေရက်သားတစ်ရှည်လုံးနဲ့ပေးထားတယ်နောက်ပြီးတော့ကြက်မဲတွေကြက်စင်တွေပင်လယ်စား2မျိုးပြီးတော့ဟော့တော့အပြင်
ပြင်တခြားသောအသားလုံးတွေအများကြီးထည့်ပေးထားရပေါ့နော်အချင်းဆိုရင်လည်းစိတ်တိုင်းကျဆက်လို့ရအောင်လို့ကိုပြင်ဆင်ပေးထားတယ်တောက်စရာအနေနဲ့ကကျတော့ကူလာလေးထားပေးထားပါတယ်ပူဖေးစားတဲ့အခါမှာဆိုရင်လည်းအရန်မစားနိုင်ဘူးမတန်မှုနေသူတွေအတွက်ဆိုရင်လည်းဒီဘက်အချမ်းမှာကစိတ်ကြိုက်ရွေးစားလို့ရအောင်လို့ပွဲနေပြင်ပေးထားရပေါ့နော်အဲ့တော့ဒီလိုမျိုးပူဖေးလည်းစားလို့ရတယ်ဒါမှမဟုတ်ရင်လည်းပွဲပြင်လည်းစားလို့ရရဆိုတော့အဝါပဲစားမလားဒါမှမဟုတ်ရင်လည်းနည်းနည်းပဲစားမလားကိုယ်စိတ်တင်ကြိုက်ရွေးချယ်လို့ရတယ်ဆိုတော့တော်တော်လေးကိုအဆင်ပြေပါတယ်ခွစ်ပြုံးလည်းမှာ2900ကျပ်ထင်းနဲ့ပဇွန်ပီကြီးငါရေဝဲအစရှိရပင်လယ်စာအစုံအသားစုံကုန်ပါလေဟော့ပေါ်နဲ့အကင်အဝါစားလို့ရတဲ့အပြင်တနေရာထဲမှာပဲမူကတာစားချင်သူတွေအတွက်ဆိုရင်လည်း19000ကျပ်ထင်းနဲ့အချင်းကတ်တတ်မရှိစားလို့ရမယ်စန်ဒီဆိုင်စီကိုခရစ်စတယာခေါ်တော့ပေးချင်ပါတယ်ဒီဆန်လေးလေးစားလေးကကြတော့ပြုံးနေမျိုးရဲ့မန္တလေးလက်ရှိုးလမ်းမပေါ်မှာဇီလီမီပွိုင်ကိုရောက်ပြီးဆိုရင်ညာဘက်တဲ့ကြီးကိုချိုးထားရမယ်ဘေးမှမကွေပဲတဲ့ကြီးမောင်းသွားပြီးတော့တဲ့အခါမှာတော့အတခါနဲ့ကြောင်းနေကြုံမယ်ပြီးရွှေပလဲစားတော့ဆိုင်ကိုလည်းကြုံမယ်အဲ့ဒီအကျော်မှာအတက်ကလေးကျောင်းစုရဲ့ဆိုင်းဘုတ်ရဲ့အရှိတေရဲ့လမ်းကြားလေးကိုဝင်သွားလိုက်မယ်ဆိုရင်တော့လမ်းရဲ့ညာဘက်အချက်မှာပဲရှိနေတဲ့ UME ဆိုတဲ့ထိုင်ဝမ်ဟော့ပေါ်ဆိုင်လေးကိုရောက်ပါလိမ့်မယ်ဒီဆိုင်လေးကလေပြုံးလည်းမှာဆိုရင်မူကထားလေးခင်မစားခင်ကနေတာဟိုးရင်ကနေကဖွင့်နေကြတဲ့ဟော့ပေါ်ဆိုင်လေးပေါ့နော်အခုဆိုရင်လေစားသုံးသူတွေပို့ပြီးတော့အဆင်ပြေအောင်လို့ဆိုပြီးတော့ဟော့ပေါ်နဲ့အကင်အပြင်မူကထားစားချင်သူတွေအတွက်ဆိုရင်လည်းထပ်ပြီးတော့ဖွင့်လှစ်ပေးထားတာပါဆိုင်လေးကိုဝင်လိုက်ပြီဆိုတာနဲ့ဝင်ချင်းဘဲဘက်အချက်မှာဆိုရင်တော့2900ကျပ်တဲ့ဟော့ပေါ်နဲ့အကင်ကိုစိတ်ချိတ်စားနိုင်တဲ့အပြင်ဆိုင်ရဲ့ညာဘက်အချက်မှာဆိုရင်တော့19000ကျပ်တဲ့မူကထားကိုအချိန်ကန့်သတ်မရှိအဝါစားနိုင်ပါပြီအဝါစားဟော့ပေါ်နဲ့အကင်ထဲမှာဆိုရင်တော့အသားအနေနဲ့ချက်ဝက်ငါအမဲဘေကွန်ချက်မဲဝက်ဦးချိုဝက်ခဝက်နံယိုချက်မြင့်ချက်စီဘူးစုံနေအောင်ပါတယ်လို့ပင်လယ်စာထဲမှာဆိုရင်တော့ပစုံနေရေဘူးဝဲတွေပြီးချင်းကဂုံးတွေစုံနေအောင်ပါပါတယ်အသီးရွက်ထဲမှာဆိုရင်လည်းလက်လက်ဆက်ဆက်အသီးရွက်တွေကိုမျိုးစုံနေအောင်ထားပေးထားတယ်ပြီးရင်ရေစင်ခေါက်ဆဲမျိုးစုံရဲ့မှုချောက်တွေပြီးရင်ချက်ဦးအမိုးမမခေါက်ဆဲငိုးတွေစုံနေအောင်ကိုထည့်ပေးထားပါတယ်အတစ်အနေနဲ့ဆိုရင်တော့လေဖတ်တုတ်ကျော်ဝက်စီဘတ်ကျော်မာလန်ရှန်ကောထမင်းကျော်တို့ပါတယ်ပေါ့နော်အချို့ပွဲအနေနဲ့ဆိုရင်ဖရဲသီးပေးထားမယ်ပြီးတော့တောက်ဆရာဖြိုကြီးကတော့ orange juice ဆိုရင် free flow ပေးထားတယ်ပြီးတော့ဒီပတ်စီဆိုရင်တော့လေတရက်ကိုတစ်လုံးစီရရှိမှာပါအချင်းအနေနဲ့ကကျွန်တော်3မျိုးထားရှိပေးထားတဲ့အပြင်ပြီးတော့စိတ်တင်းချိုက်ဆက်လို့ရအောင်လို့လည်းအစာပလာတွေကိုစုံနေအောင်ထားပေးထားပါသေးတယ်ဟီဟိုကတော့အခုလိုမျိုးနဲ့ကန်ရွေးချယ်လို့ရတယ် crystal တို့ကတော့အရသာကိုတုံငန်းနဲ့မာလာနဲ့ရွေးထားတယ် crystal ကတော့လေဒီဟော့ပတ်တော့စားပြီးဆိုရင်အမြဲတမ်းဟင်းရရတာပို့ပြီးတော့စားလို့ကောင်းလို့ဆိုပြီးတော့ဝက်နံယိုးတွေပြီးတော့ပြီးဆိုရင်စက်သားတွေထည့်ပြီးပြုတ်တယ်ပေါ့နော်ပြီးတော့မှအသီးရွက်အစုံပင်လယ်စာအစုံထည့်ပြီးတော့ပြုတ်ထားပါတယ်side dish ထဲမှာဆိုရင်တော့ liquid တွေကဒီမှာလာရှန်ကောနဲ့ဝက်စီဘတ်ချိုလေးကိုကြိုက်တယ်ဝက်စီဘတ်ဆိုရင်တချို့ဟာလေးဆိုရင်သူကအသားတစ်ထက်အစီအထက်လေးကြိုပေးထားဆိုတော့လေတော်တော်လေးဆောက်လို့ကောင်းတယ်ပေါ့နော် crystal ဟောလေအကင်အိုးထဲမှာဆိုရင်တော့3နှစ်သားတွေရဲ့ပြီးဝက်သားနှစ်သားတွေရဲ့အမူလေးစုံညောင်းกินထားရပေါ့နော်သူတို့ဆိုင်ကဝက်သားနှစ်ထားရက်တဲ့ဆိုရင် crystal တော်တော်လေးကိုကြိုက်တယ်အချင်းလေးနဲ့တွဲစားတော်တော်လေးကိုဆောက်လို့ကောင်းတယ်ပေါ့နော်ပုံမှန်ဆိုရင် crystal တို့ကဒီအသားကင်လေးကိုအချင်းနဲ့တူပြီးတော့ဆလွတ်နဲ့ထုတ်စားကြရပေါ့နော် crystal ခဏခဏလေးပြောဘူးတယ်ပေါ့နော်ဒီအသားကင်လေးဆိုရင် crystal တို့ဆိုင်မှာကလေလက်ဆက်ဆက်မုန်ကြီးရွက်လေးရှိရဆိုရင်လေ crystal လိုမျိုးမုန်ကြီးဖြူလေးနဲ့ထုတ်စားကြည့်ပါအရသာအရန်ကိုစားလို့ကောင်းလို့ပါဒီဝဲဆိုရင်လေအခုလိုမျိုးအကောင်ကြီးရေဆိုတော့လုံးဝအားရပါရ special စားလို့ရတယ်ပေါ့နော် crystal ဟောလေဒီလိုမျိုးဟော့ပေါ်ရောအကင်းနေအဝါစားပြီးတော့တဲ့အခါမှာဆိုင်ကနေ free flow ချပြီး orange juice လေးကိုတောက်တယ်ဒီဆိုင်က orange juice ပြောပြီးရတယ်အရသာတော်လေးတောက်လို့ကောင်းတယ်ပေါ့နော်ပတ်စီတောက်ချင်သူတွေတို့ကလည်းတယောက်ချင်းစီတန်ကိုပတ်စီတစ်လုံးစီရမှာပါနောက်ပြီးတော့တောင်းကိုတော်ချင်းနဲ့စားလို့ရမယ်မူကတအဝါစားထဲမှာဆိုရင်တော့ crystal ခုပြပေးနေရဲ့အသားရပါတယ်ပေါ့နော်သူကပဲနေစားနေနဲ့ဆိုရင်ဂုံးနဲ့ပစုံပါတယ်ပေါ့နော်တခြားအသီးရွက်စုံနေရေးစင်ခေါ်ဆွဲရတော့ဟော့ပေါ်နဲ့အတူတူပါပဲဒီဇိုင်းလေးကလေဟော့ပေါ်နဲ့အကင်ကိုပင်လယ်စာအစုံနဲ့စားချင်သူတွေအတွက်လည်းအဆင်ပြေတယ်လို့မူကထားစားချင်သူတွေအတွက်လည်းအဆင်ပြေရမလို့သွားစားကြည့်ကြဖို့တဲ့ crystal ကရှင်းပြလုပ်ပေးလိုက်ပါတယ်